Hello အားလုံးပဲမင်္ဂလာပါဝဝအစီအစဉ်ကနေအရောက်ချင်းစီတိုက်ကိုပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ကျွန်မဒီတလုံးမှာပေါ့နော်ကောင်းကြီးဖြစ်တဲ့အရာလေးနဲ့ပြန်လဲပြီးမှဝင်ငါပြီးချင်ပါတယ်လို့ဆိုတော့အရင်ဦးဆုံးပေါ့နော်ကျန်းစာမဖတ်ခင်လေးမှာဒီမှာကြည့်ရှုတဲ့အရောက်ချင်းစီတိုင်းဒီတလုံးပေါ့နော်ကျွန်မတို့နေ့ရက်တိုင်းမှာမိုးလင်းလာတာနဲ့ကျွန်မတို့ကြားရတဲ့အရာကျွန်မတို့ပေါ့နော်ကြားရတဲ့အရာကဘာစကားတွေဖြစ်မလဲပြန်လဲပြီးမှပေါ့နော်ဆင်ကျင်ဖို့ရန်အရောက်ချင်းစီတိုင်းကိုဖိတ်ခေါ်ချင်တာဖြစ်တယ်ဆိုတော့ဒီတလုံးမှာကျွန်မတို့ဘုရားစကားပြောတဲ့အရာပေါ့နော်ယောမဩဝါဒစာအခန်းကြီး30အခန်းငယ်7ခွန်တို့ဖြစ်၍ယုံကြည်ခြင်းဒီကြားနာခြင်းအပြင်ဖြစ်၏ကြားနာခြင်းဒီလည်းဘုရားသခင်၏စကားတော်အပြင်ဖြစ်၏ဖတ်သွားတဲ့နှုတ်ကပတ်တော်ပေါ်မှာဘုရားခင်ထူကောင်းကြည်ပေးပါစေဆိုတော့ကျမတို့ယုံကြည်ခြင်းဖျားကိုယုံကြည်ဖို့ရန်ကျမတို့နေ့စဉ်တိုင်းမှာကြားရတဲ့အရာရှိတာဖြစ်တယ်။လောကရဲ့အတန်တွေဖျားကလည်းကျမတို့ကိုနေ့တိုင်းမှာစကားပြောတယ်။လောကလူတွေကလည်းသူတို့အတန်အမျိုးစုံအချီနီအမျိုးမျိုးရဲ့စကားတန်တွေသူတို့ရဲ့တက်တာထဲမှာဖြစ်ပျက်တဲ့အရာတွေနဲ့ပေါ့နော်ပြောဆိုနေထိုင်ကြတဲ့သူတွေကြီးပဲဖြစ်တယ်။ဒါပေမဲ့အဲ့ဒီထဲမှာကျမတို့ကနေ့စဉ်တိုင်းမှာဖယားကိုယုံကြည်လက်နဲ့ဖယားရဲ့အတန်တော်နဲ့ရှောက်လန်းတဲ့သူတွေဖြစ်တယ်ဆိုတာကိုပေါ့နော်ပြန်လဲပြီးမှအောက်မေ့ဖို့ရရောက်ချင်းစီတိုင်းကိုဖိတ်ခေါ်ခြင်းနဲ့ဘာလို့လဲဆိုတော့ကျမတို့ဘေးပတ်ဝန်းကျင်ရဲ့စကားလောကရဲ့အတန်ကိုပဲကြားပြီးအဲ့ဒီအရာကိုပဲအာယုံစိုက်ပြီးမှသွားတဲ့အခါမှာဒီအရာတွေကပဲကျမတို့ကိုလွှမ်းမိုးတာဖြစ်တယ်။ဒါပေမဲ့ဒီကနေ့မှာကျွန်မထပ်ပြီးမှပြောချင်တဲ့အရာကကျွန်တော်တို့ဖယားရဲ့နှုတ်ကပတ်တော်ထဲမှာရှိတဲ့ဖယားရဲ့စကားဖယားရဲ့အတန်ကိုကြားမှသာလင်ကျွန်တော်တို့ဖယားကိုယုံကြည်နိုင်မှာဖြစ်တယ်အဲဒါကြောင့်နေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့မိုးလင်းလာတာနဲ့ကျွန်တော်တို့ကြားတဲ့အရာကျွန်တော်တို့ကြည့်ရှုတဲ့အရာကဘယ်အရာတွေလဲဆိုပြီးမှပေါ့နော်ပြန်လဲပြီးမှစမ်းစစ်ဖို့ရန်လိုအပ်တာဖြစ်တယ်ဆိုတော့ခုနကျွန်တော်တို့နှုတ်ကပတ်တော်ဖတ်တဲ့အရာမှာယုံကြည်ခြင်းတွေကြားနာခြင်းအပြင်ဖြစ်တယ်ကြားနာခြင်းကလည်းဖယားရဲ့စကားတော်အပြင်ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျမတို့ဖယားရဲ့နှုတ်ကပတ်တော်ကိုယုံကြည်နိုင်ဖို့ရန်အတွက်ပေါ့နော်ကျမတို့ဘာတွေကြားနေလဲကိုကြားတဲ့အရာကအရန်အရေးကြီးတာဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့နေ့ရက်စဉ်တိုင်းမှာကျမတို့ကြားနေတဲ့အရာတွေကျမတို့ကြည့်ရှုနေတဲ့အရာတွေကဘယ်အရာတွေလဲဆိုတော့ကျမတို့ပြန်လဲပြီးမှစမ်းစစ်ဖို့ရလိုအပ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့နေ့ရက်စဉ်တိုင်းမှာနှုတ်ကပတ်တော်လည်းရှိတာဖြစ်တယ်အိမ်တိုင်းမှာကိုစီကိုငါအခုဆိုရင်ဖုန်းထဲမှာလည်းရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျမတို့ကြားတဲ့အရာတွေကြည့်ရှုတဲ့အရာတွေကဘယ်အရာလဲဆိုတော့အတိတ်တပံပြန်လဲပြီးမှအစင်ချအမွေဖို့ရန်အရောက်ချင်းစီတိုင်းကိုဖိတ်ခေါ်ချင်တာဖြစ်တယ်ပေါ့နော်ကျမတို့တကယ်ပဲဒီကြားတဲ့အရာကအခုလောလောဆယ်မှာကျမတို့ကြားနေတဲ့အရာတွေကအချီနေကျမတို့အချီနေတစ်ခုချင်းစီတိုင်းတစ်ခုချင်းစီတိုင်းပေါ်မှာစကားပြောနေတာဖြစ်တယ်ကျမတို့ကြားတဲ့အရာတွေဖရားရဲ့အနှုတ်ကပတ်တော်ကြားဖာများလာရင်ကျမတို့ရဲ့အသက်ရှင်ခြင်းတွေကျမတို့ရဲ့ပြောဆိုခြင်းတွေကျမတို့ရဲ့နေထိုင်မှုကပြောင်းလဲလာတာဖြစ်တယ်အဲ့လိုပဲလောကရဲ့အတန်ကြားတာများပြီဆိုစူးရင်ခြင်းတွေပူပန်ခြင်းတွေကကျမတို့ရဲ့အထဲမှာနေရာယူပြီးမှအပြင်မှာကျမတို့လှုပ်ရှားမှုပုံစံမှာပေါ်ပြနေတာအပြင်ပန်းတရံမှာပေါ်ပြပေးနေတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျမတို့ဒီကနေ့မှာဖယားရဲ့နှုတ်ကပတ်တော်ဖယားရဲ့အတန်ဖယားရဲ့ဖြစ်စီလိုတဲ့အရာဖျားစကားပြောတဲ့အရာကိုအမေရန်ကြားပြီးမှပေါ့နော်နားဆွင့်ဖို့ရန်လိုအပ်တယ်ဆိုတဲ့အရာပေါ့နော်တကယ်ပဲများကိုနားထုံတဲ့အရာနှုတ်ကပတ်တော်လားဘာတွေနားထုံနေရလဲဘာတရားတွေနားထုံနေရလဲဖျားရဲ့တတ်နိုင်ခြင်းတွေလားဖျားရဲ့ကောင်းမြတ်ခြင်းတွေလားအချီလီတွေပဲလားပြန်လဲပြီးမှပေါ့နော်စင်ကျင်အောက်မိဖို့ရန်ခွန်အားပေးချင်တာဖြစ်တယ်အဲဒါကြောင့်ပြန်လဲပြီးမှဖျားရဲ့အတန်တော်ဖျားရဲ့စကားတန်ဖျားရဲ့ပြုတ်စီလိုတဲ့အရာပေါ့နော်ကျမတို့အသက်တာမှာအဲ့ဒါကိုကြားယုံဖို့ရန်ကြားဖို့ရန်မြင်တတ်ဖို့ရန်ပေါ့နော်ရောက်ချင်းစီတိုင်းဘုရားခင်ထူကောင်းကြည်ပေးပါစေပြီးရင်ထပ်ပြီးမှပေါ့နော်ကျမနှုတ်ကတော့ဖတ်ချင်တာဖြစ်တဲ့ဟဲ့ပဲအခန်းကြီး7အခန်းငယ်1ပေါ့နော်ယုံကြည်ခြင်းဒီမျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏
ကျမတို့ကြားဖာများလာရင်ကျမတို့ယုံကြည်လာတာဖြစ်တယ်ယုံကြည်တယ်ပြီးရင်ကိုယ့်ရဲ့တက်တာအတွက်ကိုယ့်ရဲ့နေ့ရက်တိုင်းအတွက်ကိုယ့်ရဲ့အနာဂတ်အတွက်ဖျားပြုမဲ့ဖျားတတ်နိုင်ခြင်းကိုကျမတို့ပုံဖော်လာတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်နေ့ရက်စဉ်တိုင်းမှာကျမတို့ရွေးချယ်ရအောင်ကျမတို့ကြားရမယ့်အရာတွေကျမတို့မြင်ရမယ့်အရာတွေကျမတို့မှန်ကန်စွာပေါ့နော်ရွေးချယ်နိုင်ဖို့ဖျားကကောင်းချီးပေးပါစေဆိုတော့ကျမတို့ရဲ့ယုံကြည်ခြင်းမှန်ကန်လာပြီဆိုရင်ကျမတို့ရဲ့ပြင်ပန်းမှာလှုပ်ရှားမှုတွေလည်းမှန်ကန်လာမယ်ကျမတို့အမြင်တွေလည်းမှန်ကန်လာမယ်ဖယားရဲ့တတ်နိုင်ခြင်းအချီနီပေါ်မှာရပ်တည်တဲ့သူတွေမဟုတ်ဘဲနဲ့တဖီးဖီးနဲ့ဖယားရဲ့တတ်နိုင်ခြင်းကိုဝန်ခံတယ်ဖယားရဲ့ကောင်းမြတ်ခြင်းတွေပဲဆင်ခြင်တယ်ဖယားရဲ့တတ်နိုင်ခြင်းကိုပဲအောက်မိရင်နဲ့တကယ်ပဲဖယားရဲ့အလက်တော်ကျမတို့ရဲ့အသက်တာထဲမှာကျမတို့မိသားစုထဲမှာကျမတို့ရဲ့လုပ်ငန်းမှာကျမတို့ရဲ့နေ့အစဉ်တိုင်းမှာလှုပ်ဆောင်တဲ့တစ်ခုချင်းစီတိုင်းပေါ်မှာတကယ်ပဲဖယားရဲ့လက်တော်ကကြီးမားစွာလှုပ်ရှားလာမယ်ဆိုတဲ့အရာပေါ့နော်ခွန်အားပေးခြင်းတာဖြစ်တယ်အဲ့ဒါကြောင့်ဒီကနေ့မှာကျမတို့ကြားရတဲ့အရာတွေမြင်ရတဲ့အရာတွေပြန်လဲပြီးမှအတိတ်တမှန်ပြန်လဲစမ်းစစ်ရအောင်အခုဆို2025နှစ်ကုန်တော့မှာဖြစ်တယ်တလပဲကြံတော့တာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ပြန်လဲပြီးမှဖျားဖို့ဆောင်ခဲ့တဲ့အရာတွေကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဆက်ပြီးမှအနာဂတ်မှာတာ၍လက်ဆက်တဲ့နှုတ်ဘတ်တော်တာ၍ဖျားရဲ့အတန်တော်ကြားတတ်တဲ့သူတွေဖြစ်ဖို့ရန်စာငတ်တဲ့သူတွေဖြစ်ဖို့ရန်ပေါ့နော်ဖျားကိုပဲကျမတို့ယုံကြည်ရအောင်ဖျားကိုပဲမျှော်လင့်ရအောင်တကယ်ပဲကျမတို့ဖျားကအပြင်ပန်းတွေမကြည့်ဘူးကျမတို့ရဲ့အစင်မပြေခြင်းကိုမကြည့်ဘူးဖျားကတင်ပဲလောက်ယုံကြည်နိုင်လေသူပဲလောက်ကိုယ့်ရဲ့အသက်တာထဲမှာအမှုပြုတ်နိုင်လေကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ခြိလန်းလားတဲ့အရာကိုယ့်ရဲ့ယုံကြည်ခြင်းပေါ်မှာရပ်တည်ပြီးမှအချီနေကိုထားခဲ့ပြီးမှကျမတို့လုံးဝပြက်ဖျားတတ်နိုင်ခြင်းကိုပဲဝန်ခံကြွေးကြော်တဲ့အတန်ကိုဖျားကကျမတို့စီမာလို့ခြင်းတာဖြစ်တယ်အဲ့ဒါကြောင့်တင့်ရဲ့အခြေအနေကိုပြောင်းလဲပေးနိုင်တဲ့အရာကတော့တင့်ရဲ့ယုံကြည်ခြင်းဖြစ်တယ်အဲ့ဒါကြောင့်ဖျားရဲ့တတ်နိုင်ခြင်းကိုပဲကျမတို့များဆက်လက်စုံမျိုးရင်ယုံကြည်ခြင်းနဲ့နေ့အစဉ်တိုင်းမှာသွားလာဖို့ရပေါ့နော်အရောက်ချင်းစီတိုင်းကိုတိပံပြန်နေပြီးမှခွန်အားပေးခြင်းတာဖြစ်တယ်အဲ့ဒါကြောင့်နေ့အစဉ်တိုင်းမှာကျမတို့ကြားရတဲ့အရာတွေမြင်ရတဲ့အရာတွေကျမတို့ရွေးချယ်ရတဲ့အချိန်မှာဘယ်အရာကိုရွေးချယ်ရမယ်မှန်ကန်စွာရွေးချယ်တတ်ဖို့ရထူဝိညာဉ်တော်ကပဲအိုးဆောင်ပေးဖို့အရောက်ချင်းစီတိုင်းကိုခွန်အားပေးပါစေလို့အားလုံးပေါ်မှာဖျားခင်ထူကောင်းချီးပေးပါစေ